အမှန်ဆိုတာပြောမိပြန်ရင်လည်းကြိုက်တဲ့လူတွေဘေးနားထိုင်ဝိုင်းပြီးတော့ဒေါ်ပေါ်အောင်မယ်ဘဝဆိုတဲ့မြေထဲမှာစင်ကူသူများနီးတူငါရောချအောင်မယ်ငါအလိုရှိတဲ့ယာအတွက်ပေါ်ဖို့လိုအပ်လာဆိုရင်လည်းလိုက်ထိုင်းတဲ့ငါလိုက်ပြီးတော့ပေါ်ရအောင်မယ်ရောမင်းတို့ခံစားဘူးမလားတော့မသိဘူးတစ်ချိန်ကြာရင်ကြုံရမယ့်သေဆုံးနေတရားအဲ့ကြောင်းတွေခေါင်းနဲ့ဝင်လာတယ်တမှုရှိတဲ့လူတယောက်ဖြစ်ဖို့အတွက်ထိုင်ပြီးတော့တစ်ချိန်လုံးစဉ်းစားသိရတဲ့တွေးတချို့ကမစဉ်းစားနိုင်နောက်မှကွယ်နေတိမ်ဖုံခြင်းများအနေဆုံးအဆင့်ကနေထက်ကိုရောက်ဖို့ဆိုတာလဲမူသားဆောင်ပြီးတော့လိန်သုံးခြင်းများတဲ့လောကအော်များတဲ့လောကရဲ့ဆေးရကောင်းကြတဲ့မောဟတဲ့လောင်များတဲ့ပြောကြမဲ့တဲ့ငါမို့နေစေအမို့နေစေဖြစ်နိုင်တာတီငါဖြစ်အောင်လုပ်ပြီးတော့ကွာကြီးပြင်းခဲ့ရစီမင်းဆွဲထားတဲ့လောကရဲ့ဒိဗေတွေလိုက်ဖွင့်အတိုင်းဝိုင်းနေဟာချီရပဲများအပီးမရှင်းခဲ့ရလောကရဲ့ကိစ္စတွေထဲမှာစိတ်တွေဟာပူလောင်ခဲ့သူများနဲ့မတူအောင်ကွဲဖို့ဘောထူထောင်လဲစိတ်ဝိညာဉ်ပိုင်းခြားကက်ပြီးတော့ပူလောင်ခဲ့အတိတ်ရဲ့အစိတ်ရဲ့လုံးသားကိုလိုက်ဟာပိတ်ခဲ့မျိုးလုံးတွေမိတ်လဲနားထဲမှာတန်များဟာပဲ့ထက်နေတေဆုံးရင်ကြုံရတိတ်ဆက်စရာကောင်းတဲ့လွဲချက်တွေအမဲဖြတ်နေလူတွေရဲ့စိတ်ပတ်ဝန်းကျင်ပဲခဲခတ်နေငါဆောင်းရမုံနဲ့အဲ့ချက်တွေ